မင်္ဂလာပါချစ်မိတ်ဆွေတို့ရေ cooking with blessing ရနဲ့ပြန်လည်ချစ်ဆိုလိုက်ပါတယ်။ကဲဒီနေ့ blessing အိမ်မှာငါးတောင်မြောက်ပေါင်းလေးလှုပ်စားဖြစ်တယ်ရှင်။အဲ့ဒါကိုချစ်မိတ်ဆွေတို့ပြန်လည်ဝင်ငါလိုက်တာပါလို့အရာတာတော့လေဘာပြောကောင်းလဲတကက်ရှူရှဲတကက်ကိုမိုးတောင်ပွင့်သွားတယ်လို့ပဲအရန်စားလို့ကောင်းတာနော်။ချစ်မိတ်ဆွေတို့လှုပ်စားနိုင်အောင်တဲစီလေးတင်ပြပေးထားပါတယ်ရှင်။ကဲဒါဆိုရင်နော်အခုပဲ blessing ရနဲ့အတူစတင်လိုက်ရအောင်လားချစ်မိတ်ဆွေတို့ရေ let's go right nowကဲစတင်ကြမယ်ကဲငါးတကောင်နှစ်ကောင်တို့မဟုတ်သုံးကောင်လည်းရပါတယ်เนาะ blessing ကတော့တကောင်အရင်စမ်းသပ်ကြည့်မယ်ကဲအဲ့ဒီဝယ်လာတဲ့ဒူရာငါးလေးကို blessing အခွန်ချွတ်မယ်ချွတ်ပြီးတော့မှဒီလိုအဆောင်လေးတွေလေးမယ်အထဲမှာအရတာဝန်တောင်းအောင်လို့လေဒါဆိုရင်เนาะအဲ့ဒါကိုငါးတွေမငြီအောင်ဝက်နီကာလေးနဲ့စေးကြောပေးလိုက်မယ်เนาะစားရဲဝက်နီကာလေးရပေါ့เนาะအဲ့ဒါကိုခဏတိတ်ထားပြီးမယ်ပြီးတော့လိုအပ်တဲ့ပစ္စည်းလေးတွေပါတံပြားတီးလိုမယ်ချက်သွန်ဖြူဂျင်းငရုတ်တီးပြီးတော့စပလင်းပြီးရင်ငရုတ်တီးလေးကိုလေးအရင်ဦးဆုံးရိုးရိုးလေးပဲမထောင်းမနဲ့ဒီတိုင်းပဲလီးမယ်ကဲပြီးစပလင်းကိုလည်းထုံစံအတိုင်းနည်းနည်းကြီးကြီးလေးလီထားပေးလိုက်မယ်ကဲနနာမိတ်နဲ့ချက်သွန်မိတ်ကိုလည်းအနည်းနည်းကြီးကြီးလေးလီးမယ်တံပြားတီးကိုကြတော့အဝိုင်းလေးပေါ့နော်ကဲကိုရဲ့ဒီဝနီကာလေးနဲ့လည်းပြီးသွားပြီဆိုရင်တော့အခုစားလေးနဲ့နယ်ပေးပါမယ်လို့ကဲစားလေးနဲ့နယ်မယ်ပြီးရင်အပေါ်မှာငရုတ်ကောင်းလေးပါဖြူပေးမယ်အဲ့ဒါကိုဟိုဘက်ဒီဘက်အထဲမှာအထီကို blessing တို့နန်းနန်းဆက်ဆက်ပုတ်ပြီးတော့မှလေအခု blessing တို့ရဲ့ဒီစပလင်းတို့နော်ဒီစာပလာလေးတွေနည်းနည်းတွေ့ရအောင်ကဲအပေါ်မှာလဲတွတ်မယ်အနနံပင်တွေရောတွတ်မယ်ပေါ့နော်ကဲအဲ့ဒါကိုယူယူလေးရေမှာယူယူလေးပဲပေါင်းပေးလိုက်ပါမယ်လို့ယူယူလေးအမှပေါင်းပေးလိုက်မယ်နော်မိနစ်10မိနစ်လောက်ပေါင်းလိုက်ပြီဆိုရင်တော့ငါကတော့ဖြော့တာလွယ်တယ်လေကဲအဲ့လိုပေါင်းနေတဲ့အချိန်မှာဒီဘက်မှာအချင်းလောက်ပါမယ်နော်ကဲအချင်းထဲမှာရေဆူတဲ့အထီကိုစောင်းပြီးတော့မှblessing တို့အမှာစားတကြားနည်းနည်းထည့်မယ်စားထည့်မယ်ပြီးရင်ငါးငံပြားရည်လေးပါလူတို့ပူလျှော်လေးထည့်ပေးမယ်ကဲဒီအရေးလေးစူပွက်လာတဲ့အထိ blessing စောင့်ပါမယ်နော်စောင့်ပြီးစူပွက်လာပြီဆိုတော့မျိုးကိုပိတ်လိုက်လို့ရပါပြီအမှာစားထည့်မယ်လူတို့ပူလျှော်လေးပေါ့နော်မမေကြိုက်တာပြီးရင်အဆက်ထည့်ပါမယ်လို့ရှုရှဲအရသာလေးဆိုတော့လေအမှာ garlic ရဲ့ ginger ချက်သွန်ဖြူချက်သွန်ထောင်းထားတာလေးထည့်မယ်ပြီးရင် coriander ထည့်မယ်နနံပင်ချက်သွန်မိတ်တွေအလုံးထည့်ပြီးတော့မှနောက်ဆုံးမှာတံပြားတီးကိုညှစ်ထည့်လိုက်ပြီဆိုတော့မီးပိတ်လိုက်တော့ကဲခဏလေးပဲစူစေဖို့ဟုတ်တယ်နော်အများကြီးဆိုလို့ရှိရင်အရွက်တွေကအဝါရောင်လေးတွေတန်းသွားတတ်ပါတယ်လို့အမှကြိုက်လို့ရှိရင်ကြက်သားမှုတို့မဟုတ်အချိုမှုတွေသုံးနိုင်ပါတယ်လို့နော်ကဲဒါပြီးပြီဆိုခဏလေးတအောင်လေးထားလိုက်မယ်ဒီဘက်မှာတံပြားတီးတော်လေးထည့်ပါလို့မြည်ချိုက်တယ်လို့ပေါ့နော်ကဲဒါဆိုဒီဘက်မှာလည်းအသားငါးတွေကိုကြည့်လိုက်မယ်ဆိုရင်တော့ okay နေပြီနော်ကဲဒါဆိုရင်တော့ခဏလေးစောင့်မယ်သူ့ကိုအေးခံပြီးအဲ့လိုအေးခံနေတဲ့အချိန်မှာဟင်းတီဟင်းရွက်ငါးတံပြားပေါင်းလေးနဲ့စားဖို့ပေါ့နော်မိမိကြိုက်တဲ့ဟင်းတီဟင်းရွက်ဆလတ်တို့နဲ့စားလို့ရပါတယ်လို့ blessing ကတော့အိမ်မှာရှိတဲ့ဒီသခွားသီးနဲ့ carrot တွေကိုသုံးထားပါတယ်ကဲငါးလေးပေါင်းထားတာလည်းနူးဤပြီးတော့မှလေရှိနေပြီဆိုတော့ကဲ blessing တို့ဒီခင်းကျွေးမျိုးပေါ့အစင်တင်ပါလို့အဲ့ဒါဆိုရင်တော့အဲ့ငါးလေးကိုအစင်တင်ပဲပကန်းထဲမှာထည့်ပြီးတော့မှလေအပေါ်မှာဒီတံပြားရည်လေးအချင်းပေါင်းလေးကိုလောင်းထည့်လိုက်ပြီဆိုရင်တော့ blessing တော့အရာကိုစားလို့ကောင်းတဲ့ငါးတံပြားပေါင်းလေးပါလို့အရာကိုလွယ်ပါတယ်နော်ဒီ restaurant တို့ဘာလို့အစားတောက်ဆိုင်မှာblessing တို့ဝယ်စားဆံမလို့တော့ပဲနဲ့ပေါ့နော်ကလေးတွေလည်းအရန်ကြိုက်တယ်ပြီးတော့ကျမရင်းနဲ့လည်းအရင်ရင်နဲ့စီတစ်စက်မှမပါဘူးလေဒါလုံးဝအတန်ပဲเนาะအဲကြောင့်မို့ကလေးတွေကလည်းအရင်ကြိုက်ကြတယ်ငါတမရပေါင်းလေးစားချင်စရာလေးเนาะ blessing ဆိုလေအမြဲတမ်းလှုပ်စားဖြစ်တယ်တိလားကလေးတွေကလည်းအရင်ကြိုက်တော့လေကလေးတွေကိုအဆက်ပါစားနိုင်အောင်တင်ထားပေးရဆိုတော့ဒီအဆက်လောက်ကတော့အေးစေးပဲเนาะကဲမှာတခွားတီးလေးကိုလည်းမြည်ကြည့်တဲ့အခါမှာအချင်းလေးနဲ့တုတ်စားလိုက်ခြင်းအဖြစ်share ပဲအမှမုန်တီဖတ်လေးမှာပါမယ်ဆိုရင်တော့ပုံမှန်ပြည့်စုံသွားပြီเนาะမုန်တီဖတ်လေးနဲ့စားမယ်ဆိုရင်လည်းအချင်းလေးမှာတို့ပြီးစားမယ်ဆိုလည်း okay တယ်ဒါမှသမီးလေးကအကြိုက်
သူတယောက်တည်းတကောင်ပဲသူကတော့အရာကြိုက်တာသူကကဲဒါဆိုအားလုံးကြိုက်ကြလိမ့်မယ်မျှော်လင့်ပါတယ်လို့အားလုံးကို see you bye bye